ကဲခုကတော့တရက်ရာတီဖြစ်တယ်ပေါ့နော်တရက်တီရာတီဖြစ်တယ်တရက်တီတွေညာကြီးပေါ်တဲ့အချိန်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီတရက်တီရာတီကုန်သွားတဲ့အချိန်မှာဒီရက်တရက်တီကိုအခုဒီအတိုင်းစားလို့ရအောင်လို့လောက်ထားကြမယ်ဆိုတော့ပြပေးပါမယ်နော်ဒီလိုတရက်တီကိုအေချာဆေးပြီးတော့ဒီလိုဒီလိုအတုံးလေးကြီးခုတ်ထားရပါမယ်ပေါ့နော်တော့တုံးလေးကြီးလောက်ထားရပါမယ်ပေါ့နော်ပြီးရင်ဘာလို့လဲဆိုရင်ဟောဒီလိုစားလေးလိုပါတယ်စားလို့ပြီးရင်ရေနွေးတွေရပါမယ်ရေနွေးကိုရေချစ်အေးလောက်ထားရပါမယ်အဲ့လိုရေချစ်အေးဖြစ်သွားတဲ့ခါကျရင်အဲ့လိုစားလေးတွေထည့်ပါမယ်စားလေးတွေကိုအရင်ကြော်တော့အောင်ဒီလိုမွေးပေးရပါမယ်နော်ရေကတော်အေးသွားပြီဆိုရင်ဒီခဏလောက်ထားတဲ့တရက်တီးတွေကိုဒီချေကိုထည့်ရပါမယ်ပြီးရင်ဒီလိုရေချေဘူးထဲမှာခဏရေချေအေးစားပါတဲ့ဟာကိုဒီဘူးထဲမှာထည့်ထားပါမယ်ပြီးရင်ဒီအဖုံးကိုလုံအောင်ပိတ်ထားရပါမယ်ပြီးရင်ထားလိုက်ပါအခုနောက်ထပ်တလားနလားကတော့တရက်တီးရှိနေအောင်မှာဖြစ်တယ်နောက်ထပ်တလားနလားဆောင်းရတီဝင်လာတဲ့ခါကျရင်ဒီတရက်တီးကမင်းအရင်ပြီးတော့ဒီလိုမျိုးအစိမ်းချင်းလေးလောလောဆယ်လင်းစားနဲ့ရတော့ပါဘူးမရှိတော့ပါဘူးအဲချင်းကြရင်ဒီအဖုံးလေးကိုအခုဒီဖုံးကိုကျွန်တော်ဖွင့်မယ်ကြည့်ရအောင်နော်ကဲကြည့်အဆွေဒီလိုလာလာဆက်လေးငကိုအတိုင်းတကက်တီချင်းအတိုင်းပေါ့နော်တကက်ပူလာနေပေါက်ထားတဲ့ပူထားတဲ့တကက်တီအတိုင်းပဲချင်းလေးစားတော့နေနန္ဒဘောလေးနော်စားနေစိန်ထားတဲ့ကြောင့်မို့ဒီလိုလေးစားရပါမယ်နောက်ထပ်တလားနလားဆိုရင်တကက်ရာဒီကုံသွားတဲ့ချိန်ဓမ္မမွေးဆောက်ရတီဝင်တဲ့ချိန်ဒီရတီကိုရန်စားချင်ပါလေဆိုရင်ဒီလိုလေအခုချိန်မှာနည်းနည်းစားရှိတဲ့ချိန်မှာစိန်ထားကြပါပြီးရင်အချိန်မှာထုတ်စားလိုက်ဒီတိုင်းလေးစားရမှာဖြစ်ပါတယ်နော်ဒါဘလို့လုပ်တယ်ဆိုတဲ့အားကိုကျွန်တော်ပြပြတာဖြစ်ပါတယ်ချိန်ကြီးဆိုတော့ thumbs up ပေါ့ဒီကိုshare ပေးပါမယ်နော်တိထားတဲ့အားလေးတွေကို